channel လိုက်ပဲ library ဒီမှာဆိုလို့ရှိရင်တော့စနေပြီးတော့ mirror style လေးကိုလုပ်ပြပြပါမယ်ဖြစ်ပါတယ်ဆိုတော့ဒီ video လေးမဆိုင်ခင် like and subscribe လုပ်ဖို့လည်းမမေ့ကြပါနဲ့ so let's go okay ရောတော့ဆိုရ mirror ဆိုဒီလိုစပင်းဟိုမှာအနီအောင်လေးလောက်ထားပေးရပါမယ်အင်းကြီးရနေပြီးတော့ကျတော့ဆိုတော့အပေါ်မှာရှိရဲ့ဟာလေးကိုလုပ်ပေးရမှာပဲဖြစ်ပါတယ်နားလိုက်ပါပေါ်မှာရှိတဲ့ဟာလေးကိုလုပ်ရမှာပေါ့နော် okay window dress ပါပြီး boy ကနေပြီးကြတော့တို့ဆိုတော့ ninja လောက်ရမှာပါ okay တော့ပါမယ်ဆိုတော့ new game နဲ့ဝင်ပါမယ် okay ပါခဏလေးဆောက်ပေးရပါတယ်အဲ့ဆိုတော့ဒီလိုပုံစံလေးဖြစ်သွားလိုက်ပါမယ်ဆိုလို့ရှိရင်တော့တို့ဆိုတော့နေပြီးတော့ဘုံဘိုင်း home သွားပါမယ်ရပြီဆိုလို့ရှိရင်တော့ဘွားကိုချိန်ပါမယ်မီနူရဲ့သားရဲ့ဘွားချိန်ပါမယ်အဲ့မှာတို့ပြောဟိုးဟန်းလုပ်ပါမယ်ပြီးဒီနားလေးမှာနေပြီးတော့ဒီမှာ clone ဆိုတာလေးနှိပ်ရပါမယ်ပြီးွားရင်တော့ action နှိပ်ပါမယ်ပြီးွားလို့ရှိရင်တော့ဆိုရနေပြီးတော့ mark talk လေးကိုပေါ်လိုက်ကြည့်တော့ပါမယ်အဲ့ကြလို့ရှိရင်တို့နေပြီးတော့ဟိုးဟန်းလုပ်ရပါမယ်ပြီးရင်တော့ clone ပြန်နှိပ်ပါမယ်ဒါဆိုရင်ပျောက်သွားပါပြီပြီး action ပြန်နှိပ်လို့ရှိရင်တော့ဒီကောင်မလေးရနေပြီးတော့နှစ်ယောက်ဖြစ်သွားပါလိမ့်မယ် okay အဲ့လိုဖြစ်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ခဲပြန်ပြောင်းပါမယ်ခဲပြန်ပြောင်းပြီးတော့ဒီကောင်မလေးကို designer နေပြီးတော့user water အဲ့လိုမျိုးပေါ့နော်ကောင်းတဲ့ scar လေးပြပြပါမယ်ပြီးရင်တော့သူအင်ကြီးလိုက်ရပါမယ်အင်ကြီးကကြတော့ကြိုက်တဲ့အင်ကြီးရောမရဘူးပေါ့နော်သူစားပြအင်ကြီးပဲလို့ရပါမယ်မဟုတ်ရှင်တော့အောင်မြင်မှာမဟုတ်ပါဘူးဒါကြောင့်ဒီအင်ကြီးလေးပါ okay ဖြစ်ပြီဆိုလို့ရှင်တော့သူ့သွားပြီးတော့ carry လုပ်ရပါမယ်သူ့ချီရမယ်ပေါ့နော်ဒီလိုမျိုးပုံစံလေးချီရပါမယ်ပြီးရင်တော့ဟိုဘာဘွားကိုသွားပါမယ်ဘွားနေပြီးတော့သူ့ပြန်ပြီးတော့ချီပါမယ် okay ချီပြီးပြန်ချပါမယ်အမကောင်မလေးကလက်ကားလေးဖြစ်သွားပါပြီဖြစ်သွားပြီဆိုလို့ရှိရင်တော့ဒီကောင်မလေးကိုကျမတို့ကနေပြီးတော့ပြန်ချပြီးတော့ကျမကနေပြီးတော့ဒီဘတ်အိမ် boy home နဲ့ကိုသွားရမယ်ပေါ့နော်တော်ပြီအမအင်ကြီးလဲနေရာတွေ့လို့ရှိရင်အမ action နှိပ်ပြီးတော့အမကြိုက်တဲ့အင်ကြီးပုံစံပေါ့နော်ကြိုက်တဲ့အင်ကြီးပုံစံမဟုတ်သေးဘူးပေါ့နော် hair ကိုပြပြီးသွားလို့ရှိရင်အမစပေးနှစ်ပတ်စီးထားတယ်မှာ23လေးပါအဲ့လေးကိုနှိပ်လိုက်ပါဆိုလို့ရှိရင်တော့ခတုံးမဖြစ်သွားပါပြီခတုံးမဖြစ်သွားလို့ရှိရင်တော့ဇာရောနေပြန်ပြီးတော့အမစပေးတစ်ပေးကိုယူလိုက်လို့ရှိရင်တော့ရပါပြီ sorry အင်ကြီးတခုပေါ့နော်အင်ကြီးတခုလုံးလိုက်ရမှာပါအဲ့နေရာတော့သူစားကြိုက်တဲ့အင်ကြီးလေးလောက်ပါမယ်ရှားလိုက်ပါမယ်နော်ခဏလေးပါokay သူစားကတော့ဒီထဲကနေပြီးတော့ကြာတော့ကိုကလောက်ရမှာကွာပေါ့နော်ကွာဘာလဲ mirror okay mirror လောက်ရမှာဆိုတော့ mirror နဲ့ဆိုတော့အင်ကြီးတခုလောက်လိုက်ပါမယ်ဒီမှာ chattery 2ပါဆိုတော့ရှင်တော့ဒီလိုမျိုးပုံစံလေးဖြစ်သွားပါပြီ7နှစ်ဖက်စီထားတဲ့ဘက်ကအညိုရော်ကြီးဖြစ်နေရဆိုရင်တော့ menu ကိုသွားမယ် props ထဲဝင်မယ်ပြီး chart 80ထဲကိုဝင်ပါမယ် hair color မှာအနီရောင်ချက်လိုက်ပါမယ်ဆိုတော့ရှင်တော့ mirror ပုံစံလေးရပါပြီဒီမှာပါ okay အင်ကြီးကကြတော့ဒါလေးကဟိုဝါရပြီးဒီဘက်ကကျတော့ကြာရအောင်လေဒီတိုင်းမှာဒီဘက်ကကျတော့အဲ့ဆိုရင်တော့ရပါပြီဒီမှာပါမရပုံစံလေးရပါပြီဒီဟာလေး tutorial ဟိုမှာကြည့်ပါဒီမှာ tutorial လေးအရင်လေးကိုရှိပါတယ်ဆိုတော့ဒီနေ့ video လေးကတော့တော့ပါပဲ bye bye